ဘုန်းတို့တပ်ပုရိသသူတော်ကောင်းအလူ5မျိုးရှိသူတော်ကောင်းအလူဘယ်နှမျိုးလဲ5မျိုးအဲ့ဒါဘာလဲဆိုတော့တဲ့သူတော်ကောင်းတွေပြုကြတယ်နံပါတ်1ချက်ကတော့သူတော်ကောင်းအလူဆိုတာတဲ့တတ္တာယဒါနံဒေတိတူတဲ့တန်းတဲ့အခါမှာတဲ့ယုံယုံကြည်ကြည်ပြုလို့ပါဘယ်လိုလဲယုံယုံကြည်ကြည်ပြုလို့ပါအဲ့တော့တူတန်းတယ်ဆိုတဲ့နေရာမှာဘာကိုယုံကြည်ရလဲကံကိုင်းအကျိုးကိုယုံကြည်ဘာကိုယုံကြည်ရမလဲအလှကံပုဂ္ဂိုလ်ရဲ့ဘောမှာလည်းယုံကြည်တဲ့ကံကိုင်းအကျိုးကိုလည်းယုံကြည်တဲ့အဲ့ဒီယုံကြည်တဲ့တရားတရားနဲ့လူကိန်းကိုပြန်ရတဲ့အခါကျတော့ဘဝမှာယုံကြည်မှုတွေနဲ့ဘဝကိုရှောင်လိုက်ရတယ်အလုံးယုံကြည်မှုတွေကင်းမဲ့ပြီးတော့ကိုယ်အပေါင်းအသင်းဘောမှာလည်းယုံကြည်မှုကင်းမဲ့တယ်ကိုမိသားစုဘောမှာယုံကြည်မှုကင်းမဲ့တယ်ယုံကြည်မှုကင်းမဲ့လာရင်တန်တရားဝင်လာတန်တရားဟာရင်မောရတယ်တန်တရားဘာဖြစ်တယ်လဲရင်မောရတယ်ကိုကောင်ငါဟာယူသွားမှာဒီလူငါဟာယူသွားမှာကိုကောင်ဘာပြောအမြဲတမ်းတန်တရားစိတ်ရှိဖြစ်နေတာလားဆိုတော့မဖြစ်သေးတော့အနာဂတ်ကိုကြိုပြီးတော့တန်တရားနဲ့နေရရင်ဘဝကြီးမောတယ်ဟုတ်ပြီနော်ဒါပြင်အဲ့ဒီရဲ့ကောင်းကျိုးကိုဘယ်ဟာပေးလဲဆိုတော့တတ္တာယဒါနံဒေတိယုံကြည်သောတရားတရားကပေးတယ်ပြောဘာကပေးလဲအဲ့ဒီလိုအကျိုးတွေရချင်တော့ဒီနေ့လူတိုင်းတဲ့အခါဘယ်လိုလုပ်လဲယုံယုံကြည်ကြည်ပြီးလူပါအလူကံပုဂ္ဂိုလ်ရဲ့ဘောမှာအလူဒီပုဂ္ဂိုလ်ရဲ့ဘောမှာမိမိရဲ့ယုံကြည်ချက်တွေရှိရနော်ယုံကြည်ချက်တွေရှိရအဲ့ဒီယုံကြည်မှုဟာကိုယ့်ဘဝကိုတတရားကင်းကင်းနဲ့ရှောင်လန်းခွင့်ရလာလိမ့်မယ်နော်ဘာကိုထူးထားတာစစားပါမလားကိုထူးထားတဲ့သင်္ကန်းဝဝပါပါဒီလိုတွေမတွေ့ရဘူးနော်အားလုံးယုံကြည်တဲ့တရားတရားလေးထည့်လိုက်ပါကဲနံပါတ်2အချက်ကတော့တက္ကိစ္ဆံဒါနံဒေတိပါတယ်လေတက္ကိစ္ဆံဒါနံဒေတိယုံကြည်လူတန်းခဲ့တယ်ရိုးသေးသေးလဲပြီးလူပါမယ်နံပါတ်2ကဘယ်လိုပြီးလူရမလဲရိုးသေးသေးပြီးလူပါကိုကပေးမှရတာပဲဆိုပြီးတော့ပေါ့ဆဆလူပါနဲ့ကိုကပေးမှသူစားရတာပဲဆိုပြီးတော့ပေါ့ဆဆမပေးပါနဲ့တခါတလေလက်ကလေးတစ်ဖက်တည်းလေလက်ကလေးတစ်ဖက်တည်းယူတယ်လက်ကလေးတစ်ဖက်တည်းနဲ့ပေးတယ်တက္ကိစ္ဆဒါနမျိုးစေ့ကိုခြေဖြတ်တယ်လို့ခေါ်ပါတယ်ပြောပါဦးတက္ကိစ္ဆဒါနမျိုးစေ့ကိုခြေဖြတ်တယ်လို့တခါတလေပြောမရဆိုမရရင်ရှိပြီးရှိပြောတယ်ဩငါနဲ့ငါမှာတက္ကိစ္ဆဒါနမျိုးစေ့မပါခဲ့လေချင်းတက္ကိစ္ဆဒါနမျိုးစေ့မပါခဲ့လေဘူးကွယ်လို့ကိုယ့်ကိုယ်ဒီလိုမျိုးနှစ်သိမ့်ကြတယ်တက္ကိစ္ဆကသိရေးကြည့်ပါတယ်အဲ့တော့လှူတဲ့တန်းတဲ့ခါမှာရိုးသေးသေးလေးပေးလူလိုက်လက်ကလေးနှစ်ဖက်နဲ့ပေးလူမယ်ဘုရားဘာသာမှာရှိတဲ့ကြီးသူကိုရိုးသေးငယ်သူကိုလေးစားနော်ငယ်တဲ့ပုဂ္ဂိုလ်ပေးရင်တော့လေးလေးစားစားလေးနဲ့ပေးရှေ့ခါတော့ပုဂ္ဂိုလ်တစ်ပါးပုဂ္ဂိုလ်တစ်ခုကကြံမင်းတွေခောက်လာတော့အဲ့ကြံမင်းတွေကိုတဲ့နောက်ကကလေးတယောက်ကတောင်းတယ်တောင်းတော့အော်ရောက်စားခြင်းလို့ပဲဆိုပြီးတော့အလွယ်ကလေးပြေးခဲ့တယ်ဘယ်လိုပေးလိုက်ဆိုတော့လက်ကိုနောက်ပြန်ပေးတာလက်ကိုဘယ်လိုပေးလဲနောက်ပြန်ပေးလိုက်အဲ့လက်နောက်ပြန်ပေးမှုတဲ့အတွက်နဲ့နောက်တစ်ခါပြန်ပြီးတော့ရလာတဲ့ဘဝကြတော့အဲ့လိုပဲတဲ့ကိုလုပ်ငန်းတစ်ခုလုပ်တော့မယ်အခုလိုပဲစိုက်ပျိုးရေးလုပ်တယ်ကိုသွားပြီးရရိတ်တဲ့ညောင်းမယ်ဆိုရင်အဲ့ဒီအရာကြီးတွေ့တော့မရှိတော့ဒီလိုမျိုးတွေကြုံရတယ်ဖြင်းတာတင်တာတွေနော်ဒီစဘာစနန်တွေအစုံလုံးအပြင်းသိမ့်နေကုန်ဖြစ်သွားတယ်ဒါကိုမြတ်စွာဘုရားရဲ့တပိသားဖြစ်တဲ့ဉာဏ်တစ်ပါးကိုမေးရှာကြည့်တဲ့အခါကျတော့အင်းမင်းဟာတဲ့အတိတ်ဘဝကြီးကဒီလိုမျိုးတက္ကိစ္ဆဒါနမျိုးစေ့ကိုခြေဖြတ်ခဲ့ဘူးတာတဲ့ဘယ်လိုပေးလူခဲ့တာလဲလက်ကိုနောက်ပြန်ပေးလူခဲ့တာအဲ့ဒီအကျိုးပေးရအင်းမင်းလာပြီးတော့ဒုက္ခပြီးနေတယ်ဉာဏ်ကပြောတယ်နော်ကဲအဲ့တော့ပေးတဲ့ကံနဲ့ဆိုတာလေသတိတည်ထားနော်လက်ကလေးနှစ်ဘက်နဲ့ပေးမယ်ရိုးသေးသေးပေးမယ်ဆိုရင်ကိုယ့်အတွက်အကျိုးမထူဘူးလားထူတယ်အေးဘယ်လိုပဲလူဘုံဘုံတို့ကတ်တယ်ဆုံးကတ်တယ်ရေကတ်တယ်ဘာပဲလို့နော်ဘုံဘုံတို့ကပြန်ပြီးတော့စွန့်ကြဲတာပဲဖြစ်ဖြစ်ဘုံဘုံတို့ထံကိုကတ်တာပဲဖြစ်ဖြစ်ရိုးသေးသေးယူရင်တော့တက္ကိစ္ဆဒါနမျိုးစေ့ဟာကိုယ့်အတွက်အကျိုးရှိပါတယ်ဘုံဘုံတို့ဘယ်လိုပဲပေးပြီးဘယ်လိုပဲယူကိုယူလိုက်တဲ့အယူပေါ်မှာပဲရေးကြည့်တာဟုတ်ပြီနော်အဲ့တော့ပေးလိုက်ကမ်းလိုက်တဲ့လက်နဲ့ပ
ပေးကမ်းဆွန့်ကျဲတဲ့လက်တစ်စုံနဲ့ယူရတဲ့လက်တစ်စုံဟာတန်ဖိုးချင်းမတူဘူးဒါကြောင့်ဘုန်းဘုန်းတော်မြေဆုတောင်းပေးနိုင်တန်းနိုင်ဆွန့်နိုင်ကျက်နိုင်လူဒန်းနိုင်တဲ့လက်တစ်စုံကဖြစ်ခွင့်ရပါစေနော်ပေးကမ်းဆွန့်ကျဲနိုင်ပြီးတော့လူဒန်းနိုင်တဲ့လက်တစ်စုံကိုပဲဖြစ်ခွင့်ရပါစေဒီလိုပဲဒီဘဝမှာရောနောက်တန္တရာရောဒါပဲဆုတောင်းတယ်လေယူရတဲ့လက်က၄ပါတယ်ယူရတဲ့လက်က၄ပါတယ်ပေးကမ်းဆွန့်ကျဲတဲ့လက်ကပေါ့ပါတယ်ကိုပေးလိုက်ရပြီကိုစိတ်မှာပျော်ရွှင်တယ်အဲ့ဒီလိုပျော်ရွှင်မှုတွေကတန္တရာတစ်ချက်ကောင်းပါလိမ့်မယ်နော်ဒါကြောင့်မိမိတို့လူတန်းတဲ့ကဘယ်လိုယူလဲရိုးရိုးသေးသေးပြီးလူပါပေးကမ်းဆွန့်ကျဲရင်လည်းဘယ်လိုပြီးမလဲရိုးရိုးသေးသေးပေးကမ်းဆွန့်ကျဲပါရှင်းပြီနော်ကဲနံပါတ်3ကတော့တဲ့ကာလိနဒါနံတေတိအချိန်ခါအားလို့ဆိုတာပေးလူနိုင်ရမယ်ကိုယ့်အတွက်မဟုတ်ဘဲနဲ့အလူကံပုဂ္ဂိုလ်ဘက်ကိုကြည့်ပြီးတော့ဗာများလို့လဲဟောလိုတဲ့ဟာတွေငါဖြည့်ပြီးတော့လူဦးမှာပဲလိုတာလေးတွေကိုဖြည့်ပြီးတော့လူတန်းတက်တဲ့စိတ်ဟာအမြဲတမ်းပုံရပါလေဘယ်လိုကြိုးပေးလဲဘဝမှာပြန်လဲကြိုးပေးပြီလို့ဆိုတဲ့အခါကျရင်တော့မိမိစိတ်မှာလိုအပ်ပြီဆိုရင်လိုအပ်တာတွေပြည့်စုံပါတယ်ငါဘာလေးတော့ဘယ်လိုလုပ်ချင်လဲဘာလေးတော့ဘယ်လိုဖြစ်ချင်လဲအကြောင်းမျိုးမျိုးနဲ့ဖြစ်ခွင့်ရလာလိမ့်မယ်ဘာလဲဆိုတော့ကာလိနဒါနံတေတိဆိုတာလိုအပ်တဲ့အချိန်လိုအပ်တဲ့အခါမှာလိုအပ်တဲ့ပစ္စည်းကိုပေးလူတတ်ခြင်းရဲ့အကျိုးပါဟုတ်ပြီနော်ဒါလှူတဲ့အခါမှာလည်းပဲဒီလိုလေးတွေရည်ရွယ်ပြီးလူတွေတည်တတ်မှုရှိတယ်နော်အဲ့တော့မိမိဘဝမှာစိတ်ကလေးကအစီပြေငါဘယ်ဟာလိုချင်တာဘယ်ပစ္စည်းလိုချင်တာဘယ်ဟာဝယ်ချင်တာကြံပန်ပြီးတော့ရလာတယ်တချို့ငွေကြေးရှိတယ်ငွေရှိပြီးတော့မရနိုင်ဘူးရှိငွေဝယ်နိုင်တယ်ငွေနဲ့ကြေးနဲ့ပေးဝယ်နိုင်တဲ့အဆင့်ဖြစ်ပြီးမယ်လို့မရရှာဘူးသုံးခွင့်ဆွဲခွင့်မရနိုင်ဘူးဒါကာလိနဒါနံကိုမိမိတို့မရယူခဲ့တာပေါ့နော်ဒီအဲ့တော့ကာလိနဒါနံရဲ့အကျိုးကတော့မိမိတို့ဘယ်လိုပေးလူလဲလိုအပ်တဲ့ခါမှာလိုအပ်တဲ့ပစ္စည်းကိုပေးလူခြင်းဖြစ်ပါတယ်နော်ကဲနံပါတ်၄ကတော့အနုကိတဒါနံဒေတိအနုကိတဒါနံဒေတိလူဝယ်ဝတ္ထုရဲ့ပစ္စည်းပေါ်မှာညှိကပ်တွေ့တာခြင်းမရှိပါနဲ့ပြောကြပါဦးလူဝယ်ဝတ္ထုပစ္စည်းရဲ့အပေါ်မှာညှိကပ်တွေ့တာခြင်းမရှိပါနဲ့တချို့ကကိုလူလိုက်တယ်ကိုလူလိုက်တဲ့ပစ္စည်းဘုံမစလားဖုံးပိတ်လားဒီလိုဘုံတပည့်တော်လူတဲ့ဝါစုံသင်္ကန်းလေးဝတ်သလားဘာဖြစ်နေတာလဲညှိကပ်တွေ့တာနေတာဒါပေမဲ့ဘုံကတော့ဝတ်ပါလေစားပါလေဘောဟုတ်လားဒါပေမဲ့လှူဒန်းတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာပြန်လည်ပြီးတော့သုံးသပ်စမ်းစစ်ရင်တော့ညှိကပ်နေတယ်အဲ့ဒီညှိကပ်တွေ့တာနေမှုဒီဘဝမှာအကျိုးပေးမကောင်းပါဘူးဘာဖြစ်လဲဆိုတော့အရာရာကိုကမစွန့်ခွာနိုင်ဘယ်ရာပဲဖြစ်ဖြစ်မစွန့်ခွာနိုင်ရဲ့အကျိုးရလဒ်ကလည်းမကောင်းပါဘူးဟုတ်ပြီနော်အနည်းဆုံးပဲအိမ်မှာအမြဲတမ်းအိမ်ကပ်နေတဲ့ပုဂ္ဂိုလ်အိမ်မှာပဲနေတဲ့ပုဂ္ဂိုလ်ကြီးအပြင်ထွက်ခွင့်မရဘူးအပြင်ထွက်ခွင့်မရရင်ဘာဖြစ်လဲအပြင်ရဲ့အနေထားတွေကိုယ့်ရဲ့အဲ့ဒါဒီအတွေ့အကြုံတွေလောကရန်တရားတွေကောင်းကောင်းမတွေ့နိုင်ဒီဒါကြောင့်ဘဝမှာတဲ့ဒုက္ခိတဒါနံဒေတိလို့ခေါ်တယ်မိမိတို့ညှိကပ်တွေ့တာချင်းဆွဲလိုက်ခြင်းတွေမထားဘဲနဲ့လွတ်ဆုံးကျဲခြင်းဟာဘဝမှာလွတ်လပ်ပေါ့ပါနေထိုင်နိုင်တယ်ဒီလိုမှတော့နော်လွတ်လပ်ပေါ့ပါနေထိုင်နိုင်တဲ့အကျိုးကျေးဇူးဟာအနုဂိတဒါနံဒေတိပြောပါဦးအနုဂိတဒါနံဒေတိနံပါတ်5ကတော့တဲ့နောက်ဆုံးပိတ်နံပါတ်5တော့အတ္တနိစ္စပရိစ္ဆအနုဂါဟိစ္စဒါနဒေတိဒါကဘာလဲလို့ဆိုတော့ဂုံတုဂုံပြိုင်နဲ့လူတန်းခြင်းကိုခေါ်ပါလေသူကတော့ဘယ်လောက်လူလဲ1000လူလဲငါက1000လူလိုက်သူကတော့1000လူငါက3သိန်းလူပြစ်မှာပေါ့အဲ့ဒီလိုတုံးနဲ့တူတရားနဲ့တရားအညိုးတွေအတေးတွေအာဃာတတွေထားပြီးတော့လူတန်းခြင်းမျိုးကိုခေါ်တယ်နော်အဲ့ဒီလိုအလှူဒါနကုသိုလ်ကောင်းမှုအကျိုးပေးများပါတယ်အဲ့လိုမဟုတ်ဘဲနဲ့သူလူနိုင်တာသူလူတာငါလည်းပဲဒီလောက်လူနိုင်တယ်ဒီလောက်လူနေဆိုရင်တော့ပြဿနာမရှိသူကဒီလောက်လူငါဒီလောက်လူဖြစ်တယ်ဆိုရင်တော့အညိုးတွေအာဃာတတွေပါလာပြီအညိုးအတေးအာဃာတရဲ့နောက်မှာဒေါသစိတ်ကပါနေတယ်အဲ့ဒေါသစိတ်ကိုတော့တမန်အဖြစ်တော့မမြင်နိုင်ဘူးနော်ဒီဒါကြောင့်မလို့လွတ်လပ်လဲဆုံးကျဲတယ်လို့မိမိတို့အညိုးအတေးအာဃာတတွေခြားနာပြီးတော့ဝဲပြီးတော့မိမိရဲ့လက်စွမ်းနိုင်တဲ့တို့သာသနာတော်ကြီးအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်ကလေးတဏ္ဍာပြီးထားသာသနာတော်ကြီးအတွက်မိမိလူတန်းလိုက်တဲ့အရာသည်အထောက်ပံ့
ဖြစ်ပါစေပြောကြည့်ပါဦး